ကျွန်တော်ဒီနေ့ပြောပြပေးမယ်ဟာလေးကတော့ဒီ football content တွေနဲ့ဝင်ငွေရှာနေတဲ့ creator တွေဒီ football shorts တွေနဲ့ international တွေသွားနေတဲ့ creator တွေအတွက် copyright လွတ်အောင် edit လုပ်တဲ့နေရာမှာတည်ခိုက်တဲ့ဒီ tips လေးတွေကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်အခြေခံလေးတွေပေါ့လို့ဆိုရှင်းနေကျွန်တော်ပြောပြပေးမယ်ကျွန်တော်ဒီလို football ဆိုပြီးရိုက်ရှာလိုက်ရင်ပေါ့နော်ဒီမှာ football ဆိုပြီးရိုက်ရှာလိုက်ရင်ဒီလိုပွဲစဉ်တွေအများကြီးကြာလာမယ်ဒီဟာက Premier League တင်လာတာပေါ့နော်ဒါကတော့ Bundesliga တင်လာတာကျွန်တော်ရဲ့နှစ်ခုတော့ဥပမာမပြပေးတော့ဘာလို့လဲဆိုတော့တို့ကဒီဗီဒီယိုတင်ဖို့မူပိုင်ခွင့်ရတာပြီးသားဆိုတော့ copyright လွန်အောင် edit လုပ်စရာဘာညာတို့အတွက်မလိုဘူးဗျာကျွန်တော်တို့လိုဒီလို creator တွေအတွက်ပဲ copyright လွန်အောင် edit လုပ်ပဲလို့တာပေါ့နော်အဲ့တော့ဗီဒီယိုတစ်ခုချင်းစီကိုကျွန်တော်တို့ကြည့်မယ်ဗျတို့ဘယ်လိုတွေလုပ်တာလဲဆိုတော့ဒီခုနဒီမှာပေါ့နော်သူ့စီကနေဘောလုံးလာတဲ့ဘောလုံးကဒီပေါ့နော်ဒီသူ့စီရောက်ဖို့ရင်သူကဒါက key frame နဲ့အဲ့ဒီဘောလုံးကိုအလီလို့အလဲမှာပဲဒီလို screen ရဲ့အလဲမှာရှိနေစေဖို့ key frame နဲ့တောက်လျှောက်ကစားလာတာပေါ့နော်အဲ့ဒါတစ်ချက်ပြီးရင်သူစင်းပြောင်းသွားတယ်ပေါ့နော်အဲ့ဒီမှာပြီးသွားတယ်ပြီးတော့ဒီမှာစင်းပြောင်းသွားတယ်ဒီပြီးတဲ့ဟာကဗျာမကြည့်ကျွန်တော်ပြမယ်ဒီမှာပြီးသွားတဲ့ဟာ9စက္ကန့်ပဲရှိတယ်အဲ့တော့ copyright 100% sure လွတ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူများဗီဒီယို clip ကိုသူက9စက္ကန့်ထက်ပို့မသုံးတာဘူးသုံးတာနဲ့ဆိုရင်လည်းဒါ copyright လွတ်အောင်သူ edit လုပ်တာဒါပေမဲ့ဒီဗီဒီယိုမှာတော့သူမသုံးတာဘူးမသုံးမင်းနောက်ဆင်းတစ်ခုကို6စက္ကန့်မြောက်လောက်မှပြောင်းသွားတယ်ပေါ့နော် okay မကြည့်နောက်ဆင်းတစ်ခုပြောင်းသွားပြီနောက်ဆင်းတစ်ခုကလည်းကျွန်တော်တို့3စက္ကန့်လောက်ပဲရှိတယ်ဒီလိုဗီဒီယိုဒီလိုလေးဒီလောက်လေးပဲဖန်တီးပြီးတော့100% ဘယ်လောက်ရှာသွားလဲဆိုတော့ကျွန်တော်တို့ view ကိုကြည့်ရင်သိရတာပေါ့နော်ဒီမှာ20 million ဆိုတဲ့ view ကမနည်းဘူးပေါ့နော် okay နောက်တစ်ပုတ်ကျွန်တော်ပြမယ်ဒီမှာပေါ့နော်သူဆိုလဲ sorry မှာပေါ့နော်9စက္ကန့်မှသုံးရတယ်တွေ့လိုက်တော့သတိထားမိလားမသိကျွန်တော်အောက်မှာမကြည့်ကျွန်တော်တို့ကပြနေတယ်ဒီကျွန်တော်ရဲ့မြားလေးကိုကြည့်ပေါ့နော်9စက္ကန့်မှသူသုံးရတယ်ပြီးတော့နောက်ဆက်ဒီစင်းတစ်ခုကိုပြောင်းသွားဒီစင်းမှာလည်းသူအယောင်တွေကိုဒီလောက်ပဲထည့်ထားတယ်ဗျာကျန်တဲ့ကောင်တွေအကုန်လုံးကblack and white သူတို့ဒီ2ယောက်လောက်ပဲ color ပါတယ်ဗောနော်ဒါလည်း edit လုပ်ထားတာပဲဒီမှာစာနှန်းထိုးထားတယ်မကြီးနောက်တစ်ဆင်းတစ်ခုတက်ပြောင်းသွားတယ်ဒီဆင်းကဘယ်လောက်မှတော့မကြောက်2စက္ကန့်3စက္ကန့်မှာဒီနောက်တစ်ဆင်းတစ်ခုကိုတက်ပြောင်းသွားတယ်ဗောနော်ဒီမှာနောက်တစ်ဆင်းတစ်ခုတက်ပြောင်းသွားပြီပြောင်းသွားတဲ့ဆင်းမှာလည်းဒီမှာတို့လားခေါင်းလေးပေါ်မှာသူကဒီ tracking နဲ့ဗောနော်စာနှန်းထိုးပြီးတော့ဒီ track လောက်တာတယ်ဗောနော်နာမည်တွေ tracking လိုက်တာတယ် key frame နေနဲ့ဒီမှာတွေ့လား edit ထည့်ပေးလိုက်တယ်အဲ့တော့ဒီလိုဗီဒီယိုဆိုရင်လည်းကျွန်တော်တို့က copyright လွတ်တယ်ဗျာဘာလို့လဲဆိုတော့သူ့ရဲ့ total video ကိုကြာချိန်ရမှာပေါ့နော်14စက္ကန့်ပဲရှိတယ်အဲ့14စက္ကန့်ထဲမှာသူသုံးရတဲ့ clip က4ခု5ခု4ခုလောက်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က copyright 100% လွတ်ပါတယ်ပြီးတော့ဘောလုံးဗီဒီယိုတွေလုံးမယ်ဆိုရင်ဗျာဒီလိုစာတန်းလေးတွေအပေါ်ကနေထိုးပေးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က copyright လွတ်အောင် edit လုပ်ရတဲ့နေရာမှာပို့ပြီးတော့ save ဖြစ်တယ်ပေါ့နော် copyright လွတ်ဖို့ကokay နောက်တော့ကျွန်တော်ပြမယ်ဒီမှာဒီအားဆိုလဲမကြည့်ဘူးပြမယ်key frame နေနဲ့ကစားလာတာဗျာတောက်လျှောက် key frame နေနဲ့ကစားလာပြီသူကနောက်တစ်ဆင်းတစ်ခုဒီတိုင်းမပြောင်းဘဲနဲ့ပေါ့နော်မပြောင်းဘဲနဲ့ key frame နေနဲ့ပဲတောက်လျှောက်ကစားလဲတယ်သူအဲ့လိုကစားလာဖို့ပေါ့နော်ဒီလို9စက္ကန့်လောက်ထိဗီဒီယိုကိုသုံးဖို့သူအစတည်းသူဘာလုပ်တာလဲဆိုတော့ဒီမှာတွေ့လားကျွန်တော်မြားပြတဲ့နေရာကိုကြည့်မယ်ပေါ့နော်ဒီမှာသူ့ရဲ့အပေါ်ပွဲကြီးပရိသတ်တွေအကုန်လုံးဘလာလောက်တာတယ်အဲ့တော့ AI ကဘယ်လိုမှဒါသူများဗီဒီယိုဆိုတာကိုတီးတော့မှာမဟုတ်ဘူးပေါ့နော်ပြီးတော့ဒီမှာစာတန်းလေးလည်းထိုးထားတယ် filter တွေလည်းအုပ်ထားတယ်ဗျဒီပွဲဆိုရင်ဒါနေမှာ Santos မှာရှိနေတော့ပွဲပေါ့နော်ဒီလိုကာလာလုံးဝမဟုတ်ပါဘူးကြာပါပြီဒါသူ edit လုပ်ထားတာပါမကြည့်မမနော်ပြီးတော့ဒီလိုပြလာဖို့လေ key frame နေတဲ့တောက်လျှောက်အဲ့လိုပေါ့နော်ဒီ960 YouTube frame ပြန်ပြောင်းတဲ့နေရာမှာဒီလိုနေရာကနေပေါ့နော်ဒီလိုနေရာကနေကျွန်တော်တို့ဒီလိုနေရာထိရောက်လာဖို့တောက်လျှောက်သူ key frame နေနဲ့ကစားလာတယ်ပေါ့နော်ဒီရုပ်ကိုပြီးတော့သူဒီမှာအစားမှဆိုလဲသူဒီပရိသတ်တွေကိုဘယ်လိုလုပ်တာလဲစာတန်းတွေထူထားတယ်နာမည်တွေကို key frame နေနဲ့tracking လိုက်တာလဲပေါ့နော်ပြီးတော့အယောင်တွေ filter တွေပြောင်းထားတယ်ထည့်ထားတယ် okay ဒီမှာ effect edit တစ်ခု sorry effect တစ်ခုထပ်ထည့်ပြီးတော့ edit လုပ်တယ်ပေါ့နော်
ဒါဗီဒီယိုသုံးဖို့ကျွန်တော်ဥပမာပြသွားတာနောက်ထပ်ကျွန်တော်ဒီမှာထပ်ပြမယ်ပေါ့နော်မကြည့်သူလာမယ်ကျွန်တော်အောက်အများလေးကြည့်မယ်9စက္ကန့်မှာပုံဝင်လာတယ်ဘာလို့မကြည့်ပုံဝင်လာတယ်ဗီဒီယိုကလစ်ကို9စက္ကန့်ပဲတုံးတယ်တုံးတဲ့နေရာမှာအပေါ် playback တွေကျွန်တော်တို့သတိထားမိလာတော့မသိဘူး playback တွေကိုကြည့်လိုက် blur ဖြစ်နေတယ်အခုနဗီဒီယိုကားလောက်နေမှာဗီဒီယိုကားလောက်လာမလို့တာပြင်မယ်ဒီမှာလည်း blur လောက်တာတယ်မကြည့်လိုက်တေချာကြည့်မယ်နော်များလေးတေချာကြည့်မယ် blur လောက်တာပြီးတယ်သူပုံတန်းဝင်သွားတယ်ဗျတန်းဝင်သွားတယ်ပြီးရင်အဲ့ပါဘောနော်ဟဲ့ဒီမှာဘောနော်6 12 14 15ဆိုတော့သူ9စက္ကန့်လောက်သူသုံးလိုက်ပြီမဲ့9စက္ကန့်လောက်သူသုံးလိုက်ပြီမဲ့သူသုံးတဲ့ဗီဒီယိုကဗီဒီယိုကလစ်သုံးထားတဲ့ဗီဒီယိုတိုင်းမှာကျွန်တော်ဒီလိုပရိသတ်တွေကိုဘလာလောက်လာတယ်ဆိုတာအခုနနေမှာဗီဒီယိုမှာလည်းကျွန်တော်တွေ့ခဲ့ပြီဒီဗီဒီယိုမှာလည်းထပ်တွေ့ရတယ်ဗျာမကြည့်ပုံပြီးတော့ဒီ6စက္ကန့်ကနေမကြီးပုံပြီးတဲ့ဒီ6စက္ကန့်ကနေများလေးကိုကြည့်မယ်နော်အောက်အများလေးကိုကြည့်မယ်6စက္ကန့်ကနေကျွန်တော်တို့ဒီ15စက္ကန့်အထိသူသုံးလာဖို့ကိုဒါအမှန်ဆိုရင်ဗျာကျွန်တော်တို့ကcopyright လောက် edit လုပ်ရတဲ့နေရာမှာ clip သူများ video clip တစ်ခုကို3စက္ကန့်နဲ့5စက္ကန့်အတွင်းမှာသုံးအောင်မယ်ဒါပေမဲ့ तू ဒီစက္ကန့်ပို့ပြီးသုံးဖို့ဘာလုပ်တာလဲဆိုတော့ filter တွေထည့်ထားတယ်နာမည်တွေကို tracking လိုက်ထားတယ်ပြီးတော့ဒီမှာအပေါ်ပရိသတ်တွေကို blur လုပ်ထားတယ်အခုနနေမှာ video မှာလည်းဒီလိုပဲဒီ video မှာလည်းဒီလိုပဲအဲ့တော့ဒီလောက်တစ်ခွက်လေးနဲ့ဗျာဒီအောက်ကဒီကနေစပြီးဒီတကောလေးနဲ့ copy ဒီ YouTube AI ကနေပြီးတော့ copyright ဖြစ်တဲ့ AI ကနေပြီးတော့ဒီဟာသူများ video ဆိုတာဘယ်လိုမှသူတို့ဖမ်းမိနိုင်မှာမဟုတ်ဘူးပေါ့နော် AI ကဘယ်လိုမှဖမ်းနိုင်မှာမဟုတ်ဘူးအဲ့လိုအထားလေးတွေရှိတယ်ဗျ video clip ပို့တုံးတဲ့ကျွန်တော်တို့ဒီလို video တွေမှာအပေါ်ပရိသတ်တွေကို blur လုပ်တာတယ်ဆိုတော့အခုနနေမှာ video မှာလည်းတက်တည်တစ်ခုရှိတယ်ဒီမှာလည်းတက်တည်တစ်ခုရှိတယ်ပေါ့နော်ပြီးတာနဲ့သူဘာလုပ်လဲဆိုတော့15စက္ကန့်ပြီးတာနဲ့ပုံဝင်လာတယ်ပေါ့နော်ပုံကတော့ကျွန်တော်ကြိုက်တော့သုံးလိုက်ရတယ် edit လေးပဲထည့်ပြလိုက်တော့ဒီ video က view တွေအများကြီးနဲ့တော်တော်ကိုပေါက်သွားတယ်ဗျ 6.2 million ပေါ့နော်ပတ်စံနေဆိုလဲသူ့အထိုင်လျောက်တော်တော်ကိုရသွားတယ်လို့ပဲပြောအောင်ပါပေါ့နော်အဲ့လိုအထားလေးတွေကိုကျွန်တော်ပြောပြချင်တာပေါ့နော်ဒီမှာဆိုလဲပြမယ်ဗျပါနော်တော့ကြည့်4စက္ကန့်ပဲသုံးလိုက်ဗျ4စက္ကန့်ပဲမစီလဲကြာသွားတယ်4စက္ကန့်ပဲသုံးတယ်ပြီးတာနဲ့ဒီရူဒီကာပုံဝင်လာတယ်ပေါ့နော်ပြီးရင်မစီထပ်ဝင်တယ်မစီစာကို1စက္ကန့်ထပ်ပြရူဒီကာရဲ့ရုပ်ကို1စက္ကန့်ပြတယ်မစီရုပ်1စက္ကန့်ပြပြီးတော့မစီပြေးနေတာထပ်ဝင်တယ်မစီပြေးနေတာလည်း2စက္ကန့်လောက်ပဲဒီလည်းမဝင်သွားတယ်ပေါ့နော်အခုနမကြီးပြီးတာနဲ့မစီပြေးနေတာ2စက္ကန့်လောက်ဝင်သွားပြီးတာနဲ့3-4စက္ကန့်မြောက်မှာသူ edit နဲ့ထပ်ဝင်လိုက်တော့ဒီ copyright ဒီ video ကလည်း copyright 100% လွတ်သွားတယ်ပေါ့နော်သူအယောင်တွေလည်းထည့်ထားတယ် filter တွေလည်းသုံးထားတယ် effect တွေလည်းသူချိန်ထားတယ်အများကြီးလုပ်ထားတယ်ဗျဒီ original video ကဒီလို color လုံးဝမဟုတ်ပါဘူးကျွန်တော်ဘောလုံးပဲအမြဲကြည့်နေတဲ့လူပေါ့နော်ကျွန်တော်သိပါတယ်အမကြီးခေါင်းဒီပေါ်မှာဆိုလဲသူဒီလို tracking တွေ name တွေ tracking တွေလိုက်ထားတယ်အဲ့လိုမျိုးလိုက်တာအကြောင်းပဲမဟုတ်ဗျဒါမစီဆိုတာလူတိုင်းသိတယ်ဒါရူဒီကာဆိုတာလည်းလူတိုင်းသိဒါပေမဲ့သူတို့က copyright လုံး edit လုပ်တဲ့နေရာမှာဒီလိုမျိုးတွေလုပ်ဖို့လိုအပ်လို့သူတို့ကလုပ်တာကျွန်တော်ပြောတဲ့သဘောပေါက်ပြီးထင်တယ်အဲ့တော့အခုနကကျွန်တော်ပြခဲ့တဲ့ဟာလေးတွေမှာလည်းအထာလေးတွေရှိသလိုဒီလိုဟာတွေမှာလည်းအထာလေးတွေရှိတယ်ပဲသူတို့ video clip တွေဘလောက်မှသူတို့မသုံးပေါ့နော်9စက္ကန့်နေတာနဲ့ပြောင်းတယ်3စက္ကန့်နေတာနဲ့ပြောင်းတယ်တချို့ဟာတွေဆိုစက္ကန့်1စက္ကန့်နေပဲအလေချမ်းဖြတ်ပြီးသုံးရတယ်အခုနဒီကျွန်တော်တို့ဒီ Ronaldo နဲ့ Yamal video မှာဆိုရင်ပုံတွေပါဝင်ပြီးသုံးတယ်ပေါ့နော်ပြီးတော့ဒီ Yamal video မှာ9စက္ကန့်လောက်သုံးတယ်ဒီ video clip ဆိုရင်အပေါ်ကပရိသတ်တွေကို blur လုပ်ထားတယ်ဒီကျွန်တော်တို့ဒီ Neymar video မှာဆိုလဲဒီ Neymar video မှာဆိုတာ blur လုပ်ထားတယ်ပရိသတ်တွေကိုဘာလို့လဲစက္ကန့်ကြော်ပြီးသုံးလို့ပြီးတော့ဒီဘောလုံးသွားနေတာတောက်လျှောက်သူ tracking လိုက်တယ်ဒီကိုတဲ့အထိအဲ့လိုမျိုးတွေကျွန်တော်တို့ကလုတ်ပြီးတော့ဝင်ငွေရှာနေကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလို football content တွေကိုကျွန်တော်တို့ edit လုပ်တော့မယ် football shorts တွေနဲ့ YouTube ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်အဲ့ဒီမှာကျွန်တော်တို့ international ထိသွားပြီးတော့ international audience ရပြီးတော့ဝင်ငွေရှာခြင်းနေဆိုရင်ဒီလိုအထာလေးတွေကျွန်တော်တို့သိဖို့လိုတယ်ဗျဒါ edit ပြတာပါညာတော့ကျွန်တော်ရဲ့တင်နန်းမှာပဲကျွန်တော်အကျယ်တဝင်းပြပေးတာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းလက်ရှိ football နဲ့ပတ်သက်တဲ့နည်းတွေအများကြီးကိုစမ်းနေတော့မလို့အခြေခံနည်းလေးတွေကိုပဲကျွန်တော်အခုလက်ရှိပြောပြပေးတာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီလို key frame နဲ့လိုက်တယ်ဆိုတာတချို့ကနားမလဲဘူးဗျဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီမှာဗျဒီမှာဆိုကြည့်
ဘောလုံးကကျွန်တော်ဒီလို format နဲ့ကြည့်မယ်ဆိုရင်ဗျာဘောလုံးသွားတာကျွန်တော်တို့ဒီမှာကြီးမြင်နေရတာတောက်လျှောက်ဒါပေမဲ့ကျွန်တော်တို့ကဒီလို format ကြီးနဲ့ view short တင်တဲ့အခါမှာတက်တင်လို့မရအောင်အဲ့တော့ဒီမှာကျွန်တော်တို့960ပြောင်းထားတယ်ပေါ့နော်960ပြောင်းထားတဲ့ဟာပြောင်းထားသလိုဒီ video ကိုလည်းကျွန်တော်တို့ဒီလိုလေးဆွဲချဲ့ပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဗျာဒီကောင်ဆွဲပြလာတယ်ဆိုရင်ဆွဲပြလာတဲ့ဟာဘောလုံးကဟုတ်လားဒီနားရောက်တဲ့ဘောလုံးမမြင်ရတော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ key frame ပေးမယ်ဘောလုံးဒီလိုလဲလေးရွှေ့လိုက်မယ်အဲ့တော့ဘောလုံးထပ်သွားမယ်ဘောလုံးကဒီမှာရှိနေသေးတော့ key frame ကိုပေးပြီးတော့ဒီလို video အနောက်ပြန်ဆုပ်မယ်အဲ့ဒီမှာဘောလုံးထပ်သွားတယ်ဆိုတော့ဒီလိုကစားမယ်ဒီလိုကစားမယ်ဒီမှာဘောလုံးကိုဒီဘောလုံးကိုဗျာအလဲမှာထားပြီးတော့ဘောလုံးပဲအဓိက focus လုပ်ရတဲ့ပုံစံမှာကိုယ့်ရဲ့ edit ကဒီမှာအဓိကကလည်းဘောလုံးကဘယ်ရောက်နေတာလဲဆိုတာကိုပဲဘောလုံးပွဲကြည့်ရင်ကြည့်ကြတာဆိုတော့အဲ့လိုအထားလေးကို तू ကသုံးသွားတာဗျကျွန်တော်ပြောတဲ့သဘောပေါက်မယ်ထင်တယ်ဒီမှာကြည့်ဘောလုံးအဲ့လိုပေါ့နော်အဲ့ဒီမှာကြည့်ဘောလုံးပြန်ကန်ထွက်လာတာဆိုရင်ဒီတိုင်းကျွန်တော်တို့ဒီဗီဒီယိုကဒီလိုကြီးလွတ်ပေးလိုက်ရင်ဘောလုံးကဒီထောက်အီမှာမမြင်ရတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနာ key frame ပေးထားပြီးသားဆိုတော့ဒီလိုလေးလိုက်ချိန်ဝါပေးရုံနဲ့ဒီမှာ key frame တွေကသူ့အလိုလိုလိုက်မှောက်သွားပြီးတယ်ပေါ့နော်အဲ့ဒါလေးပါပဲဗျဘာမှဟိုလို့အရင်ကျွန်တော်တို့တခါတည်းဟိုခဲစီလုံးနေကြမလို့ကျွန်တော်ခုနပြောတဲ့အထာလေးတွေသိမယ်ဆိုရင်ကျွန်တော်တို့ football ဒီလို short တွေလုံးတဲ့နေရာမှာအများကြီးလွယ်ကူမှုရှိလာမယ်ပေါ့နော်ကျွန်တော်ပြန်ပြောပြမယ်ဗီဒီယိုကလစ်တွေကိုကျွန်တော်တို့3စက္ကန့်ကနေ5စက္ကန့်အတွင်းသုံးပါပေါ့နော်ကိုသုံးချင်တယ်ဆိုရင်နောက်ဒီလိုပရိသတ်တွေပါမယ်နောက်မှတခြားတစ်ခုပါမယ်ဆိုအဲ့ဒါလေးတွေကိုဗီဒီယိုရဲ့ဒီလိုသုံးပုံဗျာမကြည့်သုံးပုံတစ်ပုံလောက်ဘလာလုပ်ပေးလိုက်ပေါ့နော်စက္ကန့်တွေပို့သုံးချင်တယ်ဆိုရင်ပြီးရင်ဒီလိုစာတန်းလေးတွေထိုးပေးဒီလိုနာမည်တွေပေါ်မှာ tracking လေးတွေလိုက်ပေးပြီးရင် filter တွေထည့် color တွေ change ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ပေးအဲ့လိုဆိုရင်ကျွန်တော်တို့ရဲ့ video က copyright လုပ်ဖို့တော်တော်လေး safe ဖြစ်သွားမယ်ပေါ့နော်ဒီမှာဆိုလဲဒီ filter ကိုကျွန်တော်ဒီ video ကို filter ထည့်ပြမယ်ပေါ့နော်ဗီဒီယိုကိုကျွန်တော် filter ထည့်ပြမယ်ဒီမှာ GG cinematic filter လေးကျွန်တော်ထည့်လိုက်ရမှာကြည့်သူ့ရဲ့ original video ထက်တောင်ပို့ပြီးတော့ကြည့်ကောင်းသွားတယ်ပေါ့နော်သူတို့တွေဆိုလဲဒီတိုင်းပါပဲမကြည့်ဒီကောင်းတွေဆိုရင်ဒါ filter တွေဆိုအရင်ကောင်းတယ်ပေါ့နော်ဟိုလွန်ခဲ့တဲ့ဟို50နှစ်12နှစ်လောက်ကကျွန်တော်တို့ video ကိုanima video ကိုပေါ့နော် filter ထည့်ထားတာတော်တော်လေးကိုကြည်တဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုနပြောခဲ့တဲ့ဟာလေးတွေ tips လေးတွေကိုနားလည်မယ်လို့ထင်တယ်အားလုံးအတွက်အကျိုးရှိမယ်လို့လည်းထင်ပါတယ်ဗျသိချင်တာရှိရင်လည်းကျွန်တော်မေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒါလေးကို sharing လုပ်ပေးတာပါအဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ